မင်းတို့ငါလေးနေရာတကာမှာထက်တက်မြက်မြက်ရှိစေခြင်းနဲ့ဘာမဆိုကိုယ်ပိုင်အရေးချင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့မင်းတို့ကပျော့ညံ့လုံးနဲ့ကွာ ကျွန်တော်လည်းအဲ့တွေ့ဝေးတဲ့စိတ်ကိုဖျောက်ဖို့ကြိုးစားနေပါတယ်ဖေ အကျိုးစားရုံနဲ့မရဘူးဖျောက်ပြရမှာလုံးဝဖျောက်ပြရမှာလို့လေပစွန်နေချင်းနေ ခြေနေမကောင်းဘူးဖေ ချင်းနေမကောင်းဆိုတာဘာကိုပြောတာလဲ ပစုံတွေအကုန်လုံးသေးကုန်ပြီဖေကျွေးတဲ့စာမတန့်လို့တဲ့ မင်းကွာဒီပြင်းလူတွေလည်းဒီတိုင်းပဲလုပ်နေတာပဲရှုံးနေဆိုတာတခါမှမကြောက်ဘူးကွာမင်းကြမှာဘယ်လိုဖြစ်တာ ကျွန်တော်ကြိုးစားတာပဲဖေကံမမပါ ဒီကန်ကြီးနဲ့မင်းပုံပုံချနေတယ်နော်မင်းအောင်ဒီလုပ်ငန်းကိုမင်းဦးစီးပြီးလုပ်လို့လားမင်းအလုပ်သမားတွေနဲ့ပဲလွှဲထားတာပဲမင်းတို့ငါလေးနေရာတကာမှာထက်တက်မြက်မြက်ရှိစေခြင်းနဲ့ဘာမဆိုကိုယ်ပိုင်အရေးချင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့မင်းတို့ကပျော့ညံ့လုံးနဲ့ကွာ ကျွန်တော်လည်းအဲ့တွေ့ဝေးတဲ့စိတ်ကိုဖျောက်ဖို့ကြိုးစားနေပါတယ်ဖေ အကျိုးစားရုံနဲ့မရဘူးဖျောက်ပြရမှာလုံးဝဖျောက်ပြရမှာနော်အေးအခုပဇွန်နေရှုံးတဲ့ကိစ္စကိုမင်းစိတ်တက်ကြစရာတော့မလိုဘူးဒီအရှုံးတွေကသင်ခန်းစာယူပြီးတော့မင်းဘာလုပ်ငန်းအသစ်လုပ်မယ်ဆိုတာမင်းဆုံးဖြတ်ဟုတ်ပြီလား ဟုတ်ပြပါလား တာရဲတွေဘဘကြီးကအဖေကိုဇင်ဆက်တယ်လို့ပဲအလုပ်တွေတောက်လျှောက်ခိုင်းတယ်သူကပြီးအောင်လုပ်နေတယ်နောက်ကြပါအဖေကိုစိတ်ကောက်နေတာတာ ကောက်ပါဝေးဘေးမဖြစ်နေလာကြမယ်ဆိုတာတားတည်တယ်ဆောင်းနေလောက်ကြမယ်ရှိတယ် အေးငါသားရာလာ အခုသားလေးကိုအဖေလိုက်ပြတဲ့လူတွေကလူတယောက်စားဝတ်နေရေးမိသားစုဘဝရက်တည်ရေးအတွက်နေဘူးထဲမှာအလုပ်လုပ်နေကြတာပတ်စံရှာနေကြတာဟောမော်တော်ကားပေါ်ကလူပဲကြည့်သူကမော်တော်ကားမောင်းရင်တယ်လီဖုန်းလေးကိုကျသူလည်းအလုပ်လုပ်တာပဲဟောနောက်လိုမျိုးကြတော့ကျဒီလူကနေရိတ်ထဲမှာနေပြီးတော့နေဘူးထဲကလူလက်ညှိုးထိုးပြီးခိုင်းအဲအောင်လေဟိုအလုပ်ဆန်းရာကြီးကိုမာသားအဲ့တော့ငါသားကိုအဖေကမေးမယ်ကွာလက်ညှိုးထိုးပြီးခိုင်းတဲ့လူလုံးမလားအဲ့ဒီခိုင်းတာကိုနေဘူးထဲမှာလုံနေတဲ့လူတွေကိုလုံးမလားကြက်ဖြစ် ဟာဖေးလည်းလက်ညှိုးထိုးပြီးခိုင်းနေတယ်လို့တော့ လက်ညှိုးထိုးပြီးခိုင်းခြင်းရင်အဲ့ခိုင်းတတ်တဲ့ပညာတတ်ရှိအဲ့ဒါကိုမင်းတတ်အောင်သင်မင်းစာရီဟုလည်းကြိုးစားတော့ဟာဘာလို့ပါ ဒီပြည့်ပဲပြင်လာဆိုလို့ ဟာမလို့ပါဘူးကွာကိစ္စစစမင်းလုံးစမလို့တစ်စနေထိုင်နေမပင်းစကားပြောတယ်ဒီအချိန်မှာတတ်တာရင်မလို့ပါဘူးလာကောင်းတော့မှစာကြည့်ရမယ်စာကိုဘယ်လိုတော်အောင်လုပ်ရမလဲဒါပဲစဉ်းစားရမှာကွာငါသားကြီးလိလာခြင်းနဲ့ဆိုရင်တော့ဒီသစ်ပင်တပင်ကိုဘယ်လိုပြုစုရလဲပြုထောင်ရလဲမျိုးသားဘယ်လိုကျွေးရဒါလိလာတဲ့သဘောလောက်ပဲလို့မာလီသားမာလီမဖြစ်စီရဘူးဆိုတော့ငယ်တိတ်တဲ့မှာမတ်တာကြလားဟုတ်ရဲ့ဆိုတော့ဒါတွေပြီးလုပ်မယ်ဟာ ဟုတ် အောင်မလေး တိုက်နေပြင်သွားမှာ တောင်းဖို့တော့မရှိဘူးဖေဒါပေမဲ့အလုပ်ကိစ္စအတွက်တော့ဖုန်းဆောင်အောင် ဖေးရောလည်းကြရင်ရုံးပဲချင်းပြန်လာမှာ ဖ
ပြောလို့မရသေးဘူးကွာကိုတော့လည်းအလုပ်ကိစ္စများတယ်လေဘာကိစ္စကြည့်လို့လဲ အောင်ဟုတ်ပါဘူးဖေးညက်နေရုံးက stop ပြန်လာလို့ရှင်မိသားစုဖျားသွားခြင်းလို့တားလေးကအလုပ်ကိုင်စင်မပြေတော့ရေရာသွားချိပေးခြင်းတယ် ဘလို့ပါဘူးကွာမင်းသားအတွက်အားလုံးစီစဉ်ထားပြီးပါပြီ တဘာလို့ရမှာလဲဖေ မင်းနိုင်ငံသားတွေနဲ့လုပ်ရမယ်သူတို့ထုတ်တဲ့ဒီအလှကုန်ပစ္စည်းတွေကိုမင်းဒီမှာဈေးကွက်ဝင်အောင်မင်းလုပ်ပြရမယ် ကောင်းတယ်တိုင်းနိုင်ငံခြားသားတွေနဲ့လို့တော့ကောင်းတာပေါ့ကိုယ့်ဘက်ကတိတိကျကျဖြစ်ဖို့တော့လိုရယ်နော်အခုချိန်ကမှလေတားလေးအောင်မြင်တာကိုမသိမြင်ချင်တာပဲ ဆွေးချပါမေတဘကအားလုံးပြင်ဆင်ထားပါမယ် အေးငါဘက်ကလည်းလုပ်ငန်းတွေကတစ်ဖက်နဲ့ဆိုတော့မင်းတို့ဒီလုပ်ငန်းလမ်းကြောင်းပေါ်မှာပဲငါတင်ပေးလိုက်နေတယ်ကြံတာကတော့မင်းအရေးချင်းနဲ့မင်းဆက်လုပ်ပါ